အဖိုးတယောက်နဲ့လူငယ်တယောက်လမ်းမှာဆုံကြတော့လူငယ်ကလည်းအဖိုးကိုမေးတာပေါ့ကျွန်တော်မှတ်မိလားဆရာအဖိုးကလည်းခေါင်းခါတယ်လေကျွန်တော်ဆရာတပည့်ပါဆရာဟေးဟုတ်လားကွာဟုတ်ပါတယ်ဆရာအခုငါတပည့်ဘာလုပ်နေလဲအခုကျောင်းဆရာတူအနေနဲ့အသက်မွေးဝမ်းကြောင်းပြုနေပါတယ်ဆရာလူငယ်ကလည်းဂုံယူစွာဖြေတာပေါ့အဖိုးကလည်းပျော်ရွှင်နေတဲ့မျက်နှာထားနဲ့ဟာကောင်းတယ်ဟေးငါလိုပါပဲလားကွာဟမ်ဟုတ်ပါတယ်ဆရာတကယ်တော့ကျွန်တော်ဆရာဖြစ်ခဲ့တာလေဆရာကြောင့်လို့ပြောရပါတယ်ဆရာလုံဆောင်မှုကြောင့်သာကျွန်တော်ဆရာတယောက်ဖြစ်လာတာပါဟေးဘလို့အရာမင်းကိုဆရာလုပ်ဖို့အတွက်လှုံ့ဆော်ခဲ့လေငါတော့မမိတော့ဘူးကွာလူငယ်ကလည်းအတိတ်ကာလဖြစ်ပျက်တစ်ခုကိုပြောပြခဲ့တာပေါ့တနေ့မှာကျွန်တော်တငယ်ချင်းကကြောင်းလာတဲ့အခါမှာတိတ်မိုက်တဲ့နာယီအစ်စ်တလုံးပတ်လာတယ်ဆရာနာယီကိုမြင်ချင်းကျွန်တော်အရန်ကြိုက်ပြီးတော့လိုချင်ခဲ့ဒါနဲ့ခိုးယူကိုဆုံးဖြတ်လိုက်တယ်တငယ်ချင်းကနာယီကိုအိတ်ထဲထည့်ထားခြင်းကျွန်တော်ခိုးလိုက်လူငယ်ကလည်းဆရာကိုကြည့်ပြီးတော့ဆရာကလည်းဆက်ပြောပါအောင်လို့ခေါင်းငိမ့်ပြတာခဏကြာတော့တငယ်ချင်းကလည်းသူ့နာယီပျောက်နေတာတတိထားမိပြီးတော့အတန်းပိုင်ဆရာကိုချက်ချင်းတိုင်ပါတယ်အဲ့ဒီဆရာပါပဲဆရာအဲ့ဒီကမှဆရာဖြစ်သူကလည်းဒီเจ้าသားရဲ့နာယီကဒီနေ့စာသင်ချိန်မှာပျောက်သွားတယ်လို့ပြောတယ်ကောက်ရထားသူရှိလားကောက်ရထားရင်ပြန်ပေးပါလို့អော်ခဲ့တာပေါ့ကျွန်တော်ကလိုချင်လို့ခိုးထားတာမို့လို့ပြန်မပေးခဲ့ဘူးဆရာကလည်းတကားပိတ်ပြီးတော့ကျွန်တော်တို့အားလုံးကိုဆက်ဝိုင်းပုံစံဝိုင်းပြီးတော့မတ်တက်ရက်ခိုင်းခဲ့ကျွန်တော်တို့အားလုံးကိုလည်းမျက်လုံးမိတ်ခိုင်းထားတာပေါ့ကျွန်တော်တို့အားလုံးလည်းဆရာညွှန်ကြားတဲ့အတိုင်းလုပ်ခဲ့တယ်ကျွန်တော်တို့ရဲ့အိတ်ကတ်တွေကိုဆရာလိုက်ရှာခဲ့ဆရာကလည်းចောင်းသားတူးချင်းရဲ့အိတ်ကတ်တွေကိုလိုက်ရှာတာပေါ့ကျွန်တော်အိတ်ကတ်ထဲကနေပြီးတော့နာယီတွေ့သွားပြီမဲ့ကြံတဲ့ចောင်းသားတွေရဲ့အိတ်ကတ်တွေကိုဆရာဆက်ပြီးတော့ရှာခဲ့အကုန်လုံးရှာပြီးတော့မှဆရာပြောတာပေါ့ကဲအားလုံးမျက်စိဖွင့်လို့ရပြီဟေးနာယီတွေ့အဲ့ဒီနေ့ကဆရာကျွန်တော်ကိုနာယီတစ်ခုလို့အများရှိမှမပြောခဲ့တယ်လို့ကျွန်တော်တို့နောက်တန်းတက်သွားတဲ့အထိလည်းဒီအကြောင်းကိုမပြောခဲ့နာယီဘသူခိုးယူသွားတယ်ဆိုတာကိုလည်းဘသူမှမပြောခဲ့အဲ့ဒီနေ့ကဆရာကျွန်တော်ရဲ့ဂုံတိတ်ခါကိုကဲတင်ခဲ့တဘဝသာကဲတင်လိုက်တာပါအဲ့ဒီနေ့ကကျွန်တော်ဘဝရဲ့အရှက်ရဆုံးနေ့ပါပဲဆရာကြီးဒါပေမဲ့လည်းအဲ့ဒီနေ့ကပဲကျွန်တော်ဟာတခိုးလူဆိုးမဖြစ်เสียဘူးလို့ဆုံးဖြတ်ချက်ချခဲ့တာပါဆရာဘာမှမပြောခဲ့မကြိမ်းမောင်းခဲ့ပေမဲ့လူကျင့်ဝင်ဆိုင်ရာသင်ခန်းစာကိုပြသပေးခဲ့တာပါပဲဆရာပေးခဲ့တဲ့ဘဝသင်ခန်းစာကိုကျွန်တော်ရှင်းရှင်းလင်းလင်းရရှိခဲ့ပါတယ်ကျေးဇူးတင်ပါတယ်တကယ်ဆရာစစ်စစ်တယောက်ဖြစ်ဖို့အတွက်လိုအပ်တာတွေနားလည်ခဲ့ပါတယ်ဒီဖြစ်ပျက်တွေကိုမှတ်မိလားဆရာအဲ့ဒီနေ့ကဖြစ်ပျက်ကိုဆရာမှတ်မိပါတယ်ကျောင်းသားတိုင်းရဲ့အိတ်ကတ်ထဲမှာနာယီလိုက်ရှာတဲ့အခြေအနေကိုလည်းမှတ်မိဒါပေမဲ့မင်းမြန်တာကိုလည်းမမှတ်မိဘူးပေါ့ဗျာအေးဘာလို့လဲဆိုတော့အဲ့ဒီချိန်ကကျောင်းသားတွေနီးတူဆရာလည်းမျက်လုံးကိုမှိတ်ထားခဲ့တာပေါ့ဒါဟာတင်ကြားခြင်းရဲ့အနှစ်ရတာပါပဲအဆက်ခွဲပြီးတော့တဲ့မှတ်ပြီးခဲ့ရင်ဘဝသင်ခန်းစာကိုအမှန်တကယ်တက်မြောက်ခဲ့မှာမဟုတ်ဘူးဗျ